မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကန်တော်ရဲ့မှာပါဒီR50လေးကတော့ဒီကစ်လန်လေးတွေ့ပါပြီးသားပေါ့နော်ဒီလမ်းလေးကိုကျွန်တော်30မကျော်တဲ့ဈေးပေါ့နော်အရင်တော့30ကျော်30မကျော်တဲ့ဈေးလေးနဲ့ရမယ်ပြီးကြလို့ရှိရင်မယ်ရလက်ဖြစ်တယ်မယ်ရလက်ဖြစ်တာအောင်မကိုင်းရပေါ်ပါနဲ့ပင်ဖလက်ပါမယ်ပြီးကြလို့ရှိရင်သူ့မှာအားသာချက်တွေကတော့အများကြီးပါတယ်ဗျဟောဘလော့ရိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပြီးတော့အနီးကပ်ဗီဒီယိုရိုက်ချင်တဲ့သူတွေဒီတိုင်းအပြောပေါ့နော်အုပ်စုလိုက်ဖွဲ့ပြီးရိုက်ချင်တဲ့လူတွေအတွက်ဆိုလည်းအဆင်ပြေတယ်။ပြရလို့ရှိရင်ကိုကအလားတပုံလို့မဟုတ်ပဲねကို product ပစ္စည်းတွေရိုက်ချင်တယ်ကြော်ညာချင်တယ်ဆိုတော့လူတွေအတွက်လည်းအဆင်ပြေတယ်။ဒီမှာတော့ဒီ kit လမ်းလေးတွဲပါပြီးသား18ကနေ45သွားတယ်။လမ်းလေးကတွဲပါပြီးသားပေါ့။ပြီးရင်တတိဆိုရင်လည်းဒီ original battery လေးထည့်ရပေးတယ်။နောက်ပြီးတော့သူရဲ့အားသာချက်အနေနဲ့ကတနားရီထိ run time ရိုက်လို့ရတယ်။ရင်းနှောကင်မရာတွေကိုကျွန်တော်နိုင်ခွက်တစ်ဖက်ဖြစ်တာမျိုးမဟုတ်တော့ဘဲနဲ့run time ရိုက်လို့ရမယ်ပြီးတော့ LCD base flip ပါမယ်ပြီးကြလို့ရှိရင် megapixel အနေနဲ့ 24.1 megapixel ရှိမယ်ကြလို့ရှိရင် continuous shot အနေနဲ့တစ်ခါတစ်စက္ကန့်မှာပေါ့နော်ကျွန်တော်ပုံလေး12ပုံထိရိုက်လို့ရမယ်ဆိုတော့ဒါလေးကတော့ coffee ဆိုတာလေးပါဒါလေးကတော့အသစ်လေးပေါ့နော်ဆိုအဲ့တော့မှကွာဒီကင်မရာဝယ်ပြီးတော့ကျွန်တော်ဒါလေးလုပ်လို့ရသေးတယ်ဆိုတော့ lens ကို upgrade လုပ်လို့ရတယ် upgrade ဘယ်လို upgrade လဲဆိုလို့ရှိရင်တော့ဒီ lens ကပုံမှန်ဆိုကျွန်တော်ဗီဒီယိုတက်ပေါ်အနေနဲ့လောက်ရတယ်ဆိုတော့အလားတက်ပုံတက်ကိုဆိုလို့ရှိရင် RF mount နဲ့ထွက်ထားတဲ့ 50mm prime lens နဲ့ရှိတယ်အပါချာအနေနဲ့ကတော့ကျွန်တော် 1.8 သွားမယ်ဒီလိုပါနော် okay ဒါလေးကိုတက်ပြီးတော့ဓာတ်ပုံတွေပို့ပြီးတော့လှလှပပရိုက်လို့ရမယ်ပေါ့ဒါလေးလည်းစတီးမောင်းလေးနဲ့လာတယ်ဆိုတော့ R50 ကိုရွေးလို့ရှိရင်ဒီကင်နာသမားတွေအတွက်ပေါ့အဆင်ပြေတယ်ပြီးရုပ်ထွက်လေးစိုးတဲ့အတွက်ကြောင့်ဓာတ်ပုံရိုက်ဗီဒီယိုရိုက်လုံးဝအဆင်ပြေမယ်ဆိုတော့ဒီနေ့ကဒါကင်မရာလေးပြပေးရပါတော့နောက်နေ့မှလည်းကိုကြည့်နေတဲ့ကင်မရာလေးတွေရေးလို့ရမယ်ရလို့ရှိရင်external flat သုံးခြင်းတဲ့လူတွေအတွက်ကတော့ R50 မှာတက်ပြီးတော့သုံးလို့ရမယ်ကျွန်တော် flat လေး flat adapter ပေါ့နော် flat adapter တော့လိုမယ် adapter လေးလည်းဆိုင်မှာရှိရဗျဟုတ်ဆိုတော့ photo menu ရိုက်ချင်တာပဲဖြစ်ဖြစ်ကိုကအလားတက်ပုံရိုက်ချင်တာပဲဖြစ်အပျော်ရိုက်ချင်တာပဲဖြစ်အားလုံးသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီ R50 တဲ့ရွေးချက်ကောင်းတဲ့နေရာတစ်ခုပေါ့နော်30မကျော်တဲ့ CD နဲ့ရမယ်ပေါ့ဒါလေးကိုကျွန်တော်တို့38 right ရမှာလာပြီးတော့ဝယ်လို့ရပါတယ်ဆိုင်လိမ့်စာအနေနဲ့ကတော့ဆိုင်မဲ့212 mini jet ကျော်တရာမြို့နယ်မှာလာရောက်ဝယ်ယူလို့ရပါတယ်ဗျဆိုအားလုံးကျေးဇူးပါ